Quranic Meaning Training Course Quran အဓိပ္ပာယ်လေ့ကျင့်မှုသင်တန်းသင်ခန်းစာ42 Bismillahir Rahmanir Rahim အနန္တကရုဏာတော်ရှင်ဖြစ်တော်မူသောအလွန်တန်အားကျင်နာတော်မူသောအလ္လာဟ်ရှင်မြတ်၏နာမတော်ဖြင့်ကျွန်ုပ်အစာပြုပါသည်ဝါအတာဆွေမူထို့ပြင်အသင်တို့သည်ဆွဲမြဲစွာဆုပ်ကိုင်ထားကြပါဘိဟာဘလီလာဟီအလ္လာဟ်ရှင်မြတ်၏ကျိုးကုရ်အာန်ကိုဂျမီအန်တညီတညွတ်ဒီဝလာတဖရကူထို့ပြင်အသင်တို့သည်အချင်းချင်းမကွဲပြဲကြလိမ့်နှင့်ဝါတဆွေမူဘိဟာဘလီလာဟီဂျမီအန်ဝလာတဖရကူထို့ပြင်အသင်တို့သည်အလ္လာဟ်ရှင်မြတ်၏ကျိုးကုရ်အာန်ကိုတညီတညွတ်ထိဆွဲမြဲစွာဆုပ်ကိုင်ထားကြပါထို့ပြင်အသင်တို့သည်အချင်းချင်းမကွဲပြဲကြလိမ့်နှင့်ကုရ်အာန်ဆူရာ3အာယတ်103အင်နာအမှန်စင်စစ်အဒ္ဒီနာသာသနာသည်အင်ဒါအလ္လာဟီအလ္လာဟ်ရှင်မြတ်ထံတော်တွင်အလ်အစ္စလာမ်အစ္စလမ်သာနာတော်ပင်ဖြစ်သည်အင်နဒ်ဒီနာအင်ဒါအလ္လာဟီအလ်အစ္စလာမ်အမှန်စင်စစ်သာသနာသည်အလ္လာဟ်ရှင်မြတ်ထံတော်တွင်အစ္စလမ်သာနာတော်ပင်ဖြစ်သည်ကုရ်အာန်ဆူရာ3အာယတ်19ဝမာထို့ပြင်မဟုတ်ပေအရဆလနာကငါရှင်မြတ်သည်အသင့်အားစေလွတ်တော်မူခဲ့သည်အစ်လာမလွယ်၍ရဟမတန်ကရုဏာတော်အဖြစ်လilအာလမီနာစัจ java လာအားလုံးအတွက်ဝမာအရဆလနာကအစ်လာရဟမတန်လilအာလမီထို့ပြင်ငါရှင်မြတ်သည်အသင့်အားစัจ java လာအားလုံးအတွက်ကရုဏာတော်အဖြစ်နှင့်သာစေလွတ်တော်မူခဲ့ခြင်းဖြစ်သည်ကုရ်အာန်ဆူရာ21အာယတ်100ခွန်ဖိအလွန်အဖအာလ်ကရိယာများတဖရာကယတဖရာကုသူအချင်းချင်းကွဲပြဲခဲ့သည်သူအချင်းချင်းကွဲပြဲသည်သူအချင်းချင်းကွဲပြဲမည်ဆရာဟာရှင်တင်မြင့်18ရက်12လ2025ခုနှစ်